အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KDA Sport Football YouTube Channel ကနေအားလုံးပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ရဲ့နားရက်နေလေးပေါ့နော်ပုံမှန်ဆိုတော့ကျွန်တော်နားရက်ဆိုရင်ထွေထူးဘယ်မှတိတ်အပြင်မထွက်ဖြစ်ဘူးဗျပုံမှန်ဆိုအိမ်ထဲမှာပဲနေဖြစ်တာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ပတ်မှတည့်ရက်ပဲပိတ်တာဆိုတော့ဘယ်မှလည်းမထွက်ရှင်ရာသီတို့ကလည်းတအားပူတော့အိမ်ထဲမှာပဲနေဖြစ်တာများတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်စိတ်ကူးပေါက်တာနဲ့မြို့တွေကမောတစ်ခုသွားပြီးတော့ကျွန်တော် blind box လေးတွေနဲ့ Lego ရုပ်လေးတရုပ်သွားဝယ်ဖြစ်ခဲ့ပါတယ်ဆိုတော့Lego ကတော့တူးကြမဟုတ်ဘူးကျွန်တော်အရင်ကြိုက်တဲ့ animation ရုပ်ရှင်တကားဖြစ်တဲ့ Wall-E ဇာတ်ကားရဲ့အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Wall-E နဲ့Eve something like that ဆိုတော့ Wall-E နဲ့ဒီ Eve ရုပ်လေးLego ရုပ်လေးပေါ့နော်ကျွန်တော်တွေ့ရတဲ့အရင်ကြိုက်လို့ဝယ်ခဲ့တယ် blind box ကတော့ Naruto blind box ဖြစ်ပါတယ်ဆိုတော့ Naruto နဲ့Akatsuki blind box ပေါ့နော်ဆိုတော့နှစ်ခုလုံးကတော့ဒါ Naruto ဇာတ်ကားတွေကဇာတ်ကောင်တွေပဲဆိုတော့ပထမတစ်ခါတုန်းကတော့ကျွန်တော်ဒီ Naruto blind box နှစ် box ဝယ်ခဲ့ဘူးတယ်အဲ့ဒီတုန်းကတော့ဘာတွေပေါက်ခဲ့တယ်လဲဆိုတော့ကျွန်တော်ဒီပုံထဲမှာပြထားရတဲ့ကဒီ Hashirama အယုတ်နဲ့ Itachi B ဒီနှစ်ရုပ်ပေါက်ခဲ့ပေါ့နော် Itachi ကတော့ A နဲ့ B ဆိုပြီးနှစ်ရုပ်ရှိရပေါ့အဲ့ဒီမှာကျွန်တော် Hashirama နဲ့ဒီ Itachi B နဲ့ပေါက်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်ဒီတပေါက်ပဲဝယ်ခဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကြာအများကြီးဝယ်လို့ရှိရင်ပေါက်ပြီးသားနှစ်ကောင်ပြန်ပေါက်နေမှာဆိုလို့ကျွန်တော်လိုချင်တာကတော့ဒီ Naruto နဲ့ Sasuke နှစ်ကောင်တွေကတစ်ကောင်ရရင်တော့ကျင်းနေတာပေါ့နော်ကျွန်တော်ထင်တာတော့ဒီ secret ကတော့ဟို Otsutsuki clan တွေက Kagura နဲ့တူတယ်ဟုတ်တယ် Kagura နဲ့တူတယ်ဆိုတော့ဒီ boss တ boss နဲ့ဒီ Akatsuki boss ကတော့ကျွန်တော်တစ်ခါမှမဝယ်ဘူးသေးဘူးအဲ့ဒီ boss ကိုတော့ကျွန်တော်နှစ်ခုဝယ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကျွန်တော်ဖောက်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ Naruto boss လေးအရင်ကျွန်တော်စမ်းဖောက်ကြည့်ကြတာပေါ့ကျွန်တော်တို့လည်းဘူးတွေကိုအဲ့လို like မကြည့်ပြီးတော့နည်းနည်းလေးတဲ့ဘူးလေးကိုဝယ်ခဲ့တယ်ပေါ့နော်လေးမှလည်းဒီတစ်ခေါက်လေးတဲ့ဘူးလေးရွေးဝယ်တော့မှအဲ့ဒီ Hashirama ပေါက်ခဲ့တာပဲဆိုတော့ဒီတစ်ခေါက်ပေါ့ဘာတွေရုပ်လေးပေါက်မလဲဆိုတော့ချက်ကြည့်လိုက်ကြတာပေါ့Hashiramaဒါတော့သူအိတ်ထုတ်လေးနဲ့ထုတ်ပေးရတယ်ဒါကတော့ကတ်ပေါ့နော်ဘာလေးဖြစ်မလဲမာဒါရာဥရှိယာမာဒါရာဥရှိယာမာဒါရာဆိုတော့လိုချင်တာကတော့ Naruto နဲ့ Sasuke အယုတ်ဒါပေမဲ့မဆိုးလို့ပြောလို့ရတယ်ပေါ့နော်ဒီထက်ကတခြားဒီ Sakura တို့ Hinata တို့Kakashi တို့ Kakashi ကတော့မဆိုးပါဘူးကြိုက်ပါဆိုတော့ Sakura တို့ Hinata တို့မပေါက်တာထက်ဆိုင်တော့မာဒါရာကြီးလည်းတော်တော်မိုက်တယ်ဗျာမာဒါရာပုံကြီးရတယ်ဆိုတော့အဲထဲမှာဘယ်လိုလေးဖြစ်မလဲဆိုတာကျွန်တော်တစ်ချက်ဖွင့်ကြည့်အောင်ပါနော်ဆောက်ရမ်းမိုက်ပါတယ်ဆိုတော့ဒါကတော့မာဒါရာအယုတ်ဖြစ်ပါတယ်ဆိုတော့ဒါကတော့အယုတ်တီးတောင်ပေါ့နော်ဒီထဲမှာသူနောက်ကဒီလုံးလေးနဲ့ဒါတော့သူအောက်ကခံတဲ့ဒီအပြားလေးနဲ့နောက်ကနေတက်တဲ့အလုံးလေးပေါ့ဆိုတော့တက်တော့မတက်ပြတော့ဘူးပြီးမှပဲကျွန်တော်တက်ပြီးတော့တင်ထားလိုက်တော့မယ်ဆိုတော့ဒါကတော့နောက်တော့မဆိုးလို့ပြောလို့ရတယ် Sasuke တို့Sakura တို့ Hinata တို့ပေါက်တာထက်ဆိုင်တော့ဒါမဆိုးလို့ပြောလို့ရတယ်လိုချင်တာတော့ Naruto နဲ့ Itachi ပေါ့ Naruto နဲ့Sasuke ပေါ့ဆိုတော့နောက်တစ်ခုကတော့ဒါကျွန်တော် Akatsuki blind box ကိုဖောက်ပြသွားမှာဖြစ်ပါတယ် Akatsuki ကတော့ဘယ်ကောင်ပေါ့ကျွန်တော်တို့ကြိုက်တယ်ဗျာအကုန်လုံးကကြဲနေရတယ်ဆော်ရဲမိုက်တယ် Itachi ကတော့ကျွန်တော်မှဟို box တွေကနေရှိပြီးသားဆိုတော့ Itachi မပေါက်ဘဲနဲ့တခြားKisame တို့ Sasori တို့ပေါက်လဲလှတယ်ဗျတော်တော်လှတယ်ဒီကောင် blind box ကတော့ဒီနှစ်ခုကတော့ဘာလဲတော့မသိဘူးเนาะသူကတော့ blind box ဟို secret ကနှစ်ခုပြထားတယ်ဘာဖြစ်မလဲတော့မသိဘူးဆိုတော့ပြောနေကြတယ်ဖောက်ကြည့်လိုက်တော့ Hey
ကာလေးဖြစ်မလဲဆိုတော့ငမိုင်းရင်ထွက်လာတယ်တေးကြတယ်ကီစာမဲငမိုင်းရင်ထွက်လာတယ်တေးကြတယ်ကီစာမဲပဲဖြစ်ပါတယ်ဆိုတော့ဟုတ်ပါတယ်ကီစာမဲပါမစိုးပြောက်စကားထဲမှာတော့သူ့ရဲ့ look ကြီးကဆောင်ရမိုက်တယ်ကျန်းတယ်ဆိုပေမဲ့ရုပ်လေးကတော့ချစ်စရာလေးပေါ့နော်တတိလေးနဲ့ဘယ်လိုလေးတော့မသိချစ်စရာလေးရုပ်လေးကတော့မစိုးပါဘူးကီစာမဲကြိုက်ပါတယ်ကဲနောက်တစ်ရုပ်ပါဖြစ်နေကြည့်လိုက်အောင်ကီစာမဲပေါ့ရဆာဆိုရီပေါ့တော့တော်တော်မိုက်မယ်သူနောက်ကဟိုသူ့ရဲ့ရုပ်သေးရုပ်ပါပါတယ်ဆာဆိုရီပေါ့တော့တော်တော်ကျန်းပိန်းလည်းမစိုးပိန်းလည်းလမ်းတော့လမ်းဆိုတော့ဒီရုပ်ကြည့်လိုက်ကြအောင်ဘောလုံးနှစ်ထုတ်တော့မယ်ဒီမှာတစ်ထုတ်Oh my goodness Sasori ဆောက်ရဲလိုချင်တယ်အားကြောင့်ပြောပါတယ်နည်းနည်းလေးတယ်လို့သူကအားကြောင့်ထင်ပါတယ်သူကပြောပါတော့ဖြစ်သွားထင်ပါတယ်နည်းနည်းလေးနေတယ်လေအားကြောင့်နှစ်ထုတ်ကြီးအောင်ပါနေ Sasori ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရန်လိုချင်နေတဲ့ရုပ်လေးပေါ့နော် Sasori Let's go ဆောက်ရဲချစ်ဖို့ကောင်းတယ်ရုပ်လေးကကြည့်ပါဦးဒီမှာစကားတွေမှာလည်းချောတယ်တော်တော်ချောတယ်သူနောက်ကအယုတ်ကြီးနဲ့ချက်ကြည့်လိုက်တယ်ဒီလိုကြည့်ရုပ်သေးရုပ်ကြီးရတဲ့လမ်းနေရောအိုးဒါလေးကတော့ Sasori ဖြစ်ပါတယ် Let's go ဆိုတော့ဒီနေ့အတွက် blind box ခန္ဓာလေးကတော့ဒီလောက်ပါပဲမစိုးလို့ပြောလို့ရတယ် Naruto box ထဲက Madara ပေါက်တယ်ဒီ Akatsuki box ထဲက Kisame နဲ့ Sasori နှစ်ကောင်ပေါက်တယ်ဗောနော်မစိုးလို့ပြောလို့ရတယ်ဗျကျင်းနဲ့တယ်နောက်တစ်ခုကတော့Lego ရုပ်လေးပေါ့ Lego ရုပ်လေးတော့ကျွန်တော်ထင်တာတော့သူကကိုယ်ဆက်ရမယ်နဲ့တူတယ်သူဆက်ပြီးသားတော့မပါတော့ဘူးကိုယ်ဆက်ရမယ်နဲ့တူတယ်ဒါကတော့ကိုယ်အင်ကြမှာပဲဖွင့်ဖောက်ပြီးတော့ဆက်ကြည့်လိုက်တော့မယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်လည်း blind box တွေထပ်ပြီးတော့ဝယ်သွားဖို့ရှိတယ်ကျွန်တော် Naruto နဲ့ Sasuke လိုချင်တယ်ပေါ့နော်ဆိုတော့အားလေးတော့ထပ်ဝယ်သွားအောင်မယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့သူတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့